ဒီကတမချမ်းသာလို့ဖြစ်ပါတယ်။အဲကြောင့်မို့လို့119ခုမြောက်ဒုစာနဲ့အပိုင်ငယ်105မှာနှုတ်ကပတ်တော်သည်ကျွန်ုပ်ခြေရှိမှာမိခွဲဖြစ်၍ကျွန်ုပ်ရန်ခီကိုလင်းစီပါ၏နှုတ်ကပတ်တော်ဆိုဖတ်ချင်မှဖတ်ရတာမဟုတ်ပါဘူးဖတ်ချင်မဖတ်ချင်ကြိုးစားပြီးဖတ်ဖို့ရန်ဝန်တာရှိတာမဟုတ်တော့တာဝန်ရှိတာဖြစ်တယ်။အဲကြောင့်ဘုရားသားသမီး們ရဲ့နှုတ်ကပတ်တော်မြင်တဲ့ဖတ်ဖို့ရန်အတွက်တိုက်တွန်းလို့ဆိုခြင်းနဲ့တမန်ကျမ်းစာကပြီးတော့အဖြေဆိုတဲ့ချင်းဖြစ်ပါတယ်။ကောင်းမြတ်လို့တဲ့ဘုရားကိုလက်ခုပ်ပြီးတော့ချီးမွမ်းရအောင်။Don't you know me?